ဆိုတော့အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ပွဲသားတယောက်အနေနဲ့နော်ပွဲသားလုပ်နေပြီလေပြောသိပြောထိုက်တာကိုကျွန်တော်သင်္ဘောသားတယောက်အနေနဲ့ပြောမှာဖြစ်ပါတယ်ဆိုတော့အခုရပ်ပိုင်းအတွင်းမှာအလိန်ခံနေရတာအများစုအားဘယ်ရာလူတွေလဲဆို GS နော် GS rank တွေကတောက်လျှောက်အလိန်ခံနေရတယ် GSD ကအလုပ်ရှားတယ်ဒိုင်းကြီးကဝင်တိုးလို့မရဘူး GS နဲ့ cook နဲ့တွဲရပေါ့ဒိုင်းကြီးကဝင်တိုးလို့မရဘူးဒီအသက်လွန်နေတာရှိတယ်ဟို line man ကမ်းမှန်ပါလေတော်တော်လှုပ်ရှားတယ်အဲ့ဒီအချက်ပေါ်မူတည်ပြီးတော့လိမ်တဲ့လူတွေကအဲ့ဒါကိုအားနဲ့ချက်အနေနဲ့အသုံးချပြီးလိမ်ကြအောင်နော် Iran တို့ UAE တို့နော်ထိုင်ဝမ်တို့ဘာလို့ပို့ပေးမယ်ဆိုပြီးတော့DR တွေနဲ့ပို့ပေးတယ်ပေါ့နော် rank က GS ကအမှန်အဲ့ဒါကို DR နဲ့တင်လို့ AB နဲ့တင်လို့ပေါ့နော်ပြီးတော့ဘဲမှလည်းမရောက်ဘူးယူရီးယားပဲရောက်နေလို့ဒီမှာမလေးပဲရောက်နေလို့နဲ့ ဟိုတင်မောသားကဒုက္ခများတော့လေပြန်ခေါ်ဖို့အတွက်တခါလင်းစိတ်ထက်တောင်းတာမျိုးတွေဒီမှာငငယ်ပြပြဖြစ်တာမျိုးခဏခဏကြားဟိုကျွန်တော်တို့အနေနဲ့အဲ့တော့အခုပြောမယ့်စကားက10တန်းမအောင်မဲနဲ့တင်မောသားလောကထဲကိုလာမယ်ညီကိုရောပေါ့နော်ဟိုစဉ်းစားကြဖို့လိုတယ်ဟို GS ကိုဒီ10တန်းမအောင်ဒီယာလူ2မျိုးရဲ့2မျိုးတွေလောက်ပေါ့နော်လုတ်တွေက GS code အတွက်ဆိုရင်ကျွန်တော်တို့လည်းရှားဖွေရတာအမှန်တမ်းမှရှားပါနဲ့အခြေအနေတစ်ခုဖြစ်လာတယ်ဆိုတော့အဲ့ဒါတွေကြောင့်လေဒီဘက်လိန်တဲ့လူတွေကလည်းဒီတားကောင်ရှားပို့ပြီးလွယ်ကူတယ်ပေါ့နော်ဆိုတော့ပြောချင်တာကဆယ်တန်းမအောင်မဲနဲ့တင်မောတက်ဖို့လုပ်မယ်ဆိုရင်တည်တည်ချာစဉ်းစားပါတည်တည်ချာစဉ်းစားပြီးတော့ပါပဲဒီလောကတွေဝင်ခဲ့ပါပေါ့နော်ဝင်ရဲ့ဒီတည်တဲ့နားလေတဲ့လူတွေနဲ့တေချာတိုက်နေပါနော်တော့ကျွန်တော်လည်းစိတ်မကောင်းဘူးသိရဆိုခဏခဏအလိန်ခံနေရတဲ့ဖြစ်စဉ်တွေကတလားမနေဘူးကျွန်တော်ဒီတက်လာတဲ့အမှုတွေမနေဘူးဆိုတော့ကျန်ဘယ်တော့တော့ဒါဖြစ်နေတယ်ဆိုတော့ကျွန်တော်ခံမှန်းလို့မရနိုင်ဘူးနော်ဆိုတော့အကုန်လုံးကလောဘနဲ့ကြောက်စိတ်ပေါ်အခြေခံပြီးတော့ဒီ